နေ့မနက်ခင်း7 နာရီဝန်းကျင်အားလုံးပြပေါ်ပါရုံးတက်နေကြတာပဲကွာယောဒါလေးတော့ငယ်ဒါမှကျွန်တော်ဝေးနေတာဘူးပွားရဲ့နေတာပေါ့နော်လိုက်ပေါ့အချင်းတာမွေတက်ကဆန်လန်းတော့အာရုံဆေးုံဟိုသွားတဲ့လမ်းပြောပေါ့နော်ဒီနေ့တိုင်းပဲလောက်ပိတ်လေဆိုတာဟုတ်ရကားတော့နလမ်းမောင်းဗျာဒါပေမဲ့အောက်လမ်းမှာကားလို့ parking ထိုးတာတွေအဲ့လိုရက်တာတွေကစက်မပြေလို့ခုလိုပိတ်ကုန်တယ်ပေါ့နော်ဒါတော့တာမွေအာယူဆေးရုံနောက်က SP ကနေပြီးတော့ကျွန်တော်ရန်ကင်းနဲ့တော့ပို့အောင်ဖြစ်ပါတယ်ကျော်ဒါဘိုးကောင်းလမ်းမကြီးပေါ့နော်တော့စီးလို့ကောင်းသွားပြင်လိုက်တော့ကျွန်တော်ရန်ကင်းကြောက်ကောင်းခရာနေပြီးတော့မြန်မာဘာသာပဲတော့ပုံမှန်ပါဟိုတော့16ခွင့်မြေဝိုင်းမှာဖြစ်ပါတယ်တော့စလိတ်မာလို့တော့ပို့ရမှာဖြစ်ပါတယ်ဒီတော့ City Mall Shopping လောက်ပါကျွန်တော်မလာရှမ်းကောနှစ်ပွဲကျွန်တော်မြောက်တကုံနဲ့တခုတောင်းဦးလာပြတခုသွားပို့အောင်ဖြစ်ပါတယ်ဒါပယ်လော်ဟေးရှိမှာပါဆေရိုမြို့ရောက်ချင်တော့ delivery ပို့ကြပါနော်ဒီမှာခါကြရင်ခဏလော်တွေပဲတက်ပို့ရကလောက်ရမှတ်တယ်ချုပ်ထွေးမှုတွေမှာကွာအခုကျွန်တော် Inno-City ရှိကိုရောက်နေတာဖြစ်ပါတယ် Inno-City မှာရှိတဲ့ customer ကိုတော့ KFC လာပို့တာဖြစ်ပါတယ်This is Inno-City
ရောက်ရောက်ဆက်ကတော့ကျွန်တော်ရှင်တို့တော့ချစ်တီးထမင်းဆိုင်ရနေပြီးတော့ချစ်တီးစာရေပေါ့ကားကြီးကပဲတော့ပေါ့Yo, yo. Yo, là tao cũng là bài đang chơi thử bài. Tôi yêu cây thì nào quá. Yo, yo. Yo, yo. Sorry. Yo. What's up, nó CBC là bao nhiêu giờ này bây giờ cho các bạn đi ra làm cái bộ mà các bạn. Nó CBC mà ba. Thế là quên rồi sắp cái này về rồi đi rồi cho cô em này à mà hai lái xe nào vậy này cho các bạn phải làm mà các bạn nó được cũng to giờ mà ba cho cái đó là này thằng đi học con này nhiều cho nhớ rồi mà hai mươi anh à bác của là tàu đi học cái này bây giờ xí chắc khó xem này alu cắt rồi á nó bây giờ tôi lại rồi cho nó lên bên này rồi cho nó quên bị dây lại rồi cho nó miền tuy khán giả quen nhau rồi alo này miền tuy khán giả quen nhau chừng nào ba share rồi à